မျိုးသမီးဟာပထမဆုံးရက်မှာတထေးကြီးတဦးရဲ့အိမ်ကိုကျူတာအဖြစ်ရောက်ရှိလာတဲ့အခါတကားဝကိုခြေလန်းလိုက်တာနဲ့အပေါ်ကနေကျလာတဲ့ရေစက်တွေကိုသတိထားမိသွားပါတယ်။သူမဟာဒါကိုတမင်တကာလှုပ်ထားမှန်းချက်ချင်းနားလည်သွားပါတယ်။ဘာမှမပြောဘဲသူမဟာတကားမှာတင်ထားတဲ့ထီကိုယူပြီးတဲ့ပဲအထဲကိုဝင်သွားပါတယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါအဲ့ဒီမှာရှိနေတဲ့တထေးသားသမီးတွေအားလုံးအံ့ဩသွားကြပါတယ်။ဒါပေမဲ့ဒုတိယထပ်မှာရက်နေတဲ့တထေးကြီးရဲ့သားအာဒီဂျာမဟိုတာကတော့ဒါတွေအားလုံးကိုအေးအေးဆေးဆေးကြည့်နေပါတယ်။မျိုးသမီးဟာသူမရဲ့ကိုယ်ရေးချက်လက်တွေကိုမိတ်ဆက်ပေးနေတော့မှပဲအာဒီဂျာကလက်မြောက်လိုက်ပြီးသူမရဲ့မျက်နှာစီကိုချွန်ထက်တဲ့အရာတွေနဲ့လှမ်းပစ်လိုက်ပါတယ်။ဒါပေမဲ့နူးညံ့တိမ်မွေးပုံရတဲ့အဲ့ဒီအမျိုးသမီးဟာလျှက်စီးလိုမြန်ဆန်တဲ့အဟုန်နဲ့အဲ့ဒီအရာတွေကိုရှောင်တိန်လိုက်ပါတယ်။အမှန်တကယ်တော့ဒီအမျိုးသမီးဟာနိုင်ငံတကာအဆင့်ရှိအန္တရာယ်ရှိတဲ့လူသက်သမားတစ်ယောက်ဆိုတာဘယ်သူမှမသိကြပါဘူး။ကျူတာအဖြစ်ဟန်ဆောင်ထားတာဟာသူမရဲ့ရန်သူတွေလက်ကနေလွတ်မြောက်ဖို့အတွက်သာဖြစ်ပါတယ်။သူမရဲ့ခန္ဓာကိုယ်ကနေကြောက်စရာကောင်းတဲ့အရှိန်အဝါတွေထွက်ပေါ်လာပြီးသူမဟာအာဒီဂျာစီကိုဖြည်းဖြည်းချင်းရှောက်သွားပါတယ်။ရုတ်တရက်သူမဟာရေကိုယူပြီးအာဒီဂျာရဲ့မျက်နှာစီကိုတက်ပဲပက်လိုက်ပါတယ်။ဒီလိုအပေါ်စားနောက်ပြောင်မှုမျိုးကိုလုပ်ခဲ့တဲ့တထေးသားသမီးတွေအားလုံးလူများရှိမှအဆက်ကွဲခဲ့ရပါတယ်။တထေးသမီးတစ်ယောက်ကဒေါသတွေထွက်နေပေမဲ့မျိုးသမီးကတော့ဖုန်းကိုအေးအေးဆေးဆေးထုတ်လိုက်ပြီးဒီအဖြစ်အပျက်ကိုအကုန်လုံးမှတ်တမ်းတင်ထားကြောင်းပြောလိုက်ပါတယ်။ပြီးတော့ဒါကိုအင်ရှင်စီကိုပြလိုက်မယ်လို့တတိပေးလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါအဲ့ဒီတထေးသားသမီးတွေကြောက်သွားကြပါတယ်။ဒါပေမဲ့အာဒီဂျာကတော့လုံးဝမကြောက်ပါဘူး။သူမရဲ့နာမည်ကိုမေးလိုက်တဲ့အခါအာရာတယာမေဟရာလို့ဖြေလိုက်ပါတယ်။အာဒီဂျာကပြုံးပြီးနာမည်ကိုမှတ်ထားလိုက်မယ်လို့ပြောပါတယ်။နောက်တစ်ပတ်လုံးမှာအာဒီဂျာဟာအာရာတယာကိုအိမ်ကနေမောင်းထုတ်ဖို့နီလန်မျိုးသုံးခဲ့ပါတယ်။တခါတလေကတင်ပေါ်မှာအစိတ်ရှိတဲ့ငွေတွေကိုလွှတ်ထားတတ်ပေမဲ့သူမကတော့မျက်လုံးတောင်မဖွင့်ဘဲငွေကိုတက်လိုက်ပါတယ်။တခါတလေသူမကိုမြေအောက်ခန်းထဲမှာပိတ်လောင်ထားပြီးမိဖြတ်လိုက်ကကြောက်စရာကောင်းတဲ့အတန်တွေကိုဖွင့်ထားတတ်ပါတယ်။ဒါပေမဲ့သူမကတော့ကျမ်းပြင်ပေါ်မှာဖြာခင်းပြီးအေးအေးဆေးဆေးအိပ်ပျော်သွားပါတယ်။အာဒီဂျာရဲ့အစီအစဉ်တွေအကုန်လုံးပျက်စီးသွားပြီးသူဟာနောက်ဆုံးတစ်ကြိမ်စူးစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။အာရာတယာစာသင်ခန်းထဲကိုသွားတဲ့အခါအာဒီဂျာကရေချိုးနေပါတယ်။သူဟာသူမကိုတစ်ဖက်ပေးဖို့တောင်းဆိုပြီးရုတ်တရက်သူမကိုရေချိုးခန်းထဲကိုဆွဲခေါ်သွားပါတယ်။အဲ့ဒီအချိန်မှာပဲအစီခံတယောက်ကတတိတွေယူပြီးအပေါ်ကိုတက်လာပါတယ်။အာရာတယာဟာဒါကိုသူမကိုနာမည်ဖြတ်ဖို့လုပ်ထားတဲ့အစီအစဉ်မှန်နားလည်သွားပါတယ်။ဒါပေမဲ့သူမဟာအာဒီဂျာကိုနေရံမှာကတ်လိုက်ပြီးပြဆက်ကစားချင်ရင်တော့ကောင်းကောင်းကစားရမှာပေါ့လို့အေးဆက်ဆက်လေးတန်းနဲ့ပြောလိုက်ပါတယ်။အာဒီဂျာလုံးဝကြောက်လန့်သွားပါတယ်။အစီခံရောက်လာတဲ့အခါသူဟာကြောက်လန့်တကြားနဲ့တတိတွေကိုအပြင်မှာထားခဲ့ဖို့ပြောလိုက်ပါတယ်။ညဘက်မှာအစီခံကငိုယိုပြီးအာရာတယာစီကိုလာကအာဒီဂျာတတိလစ်သွားကြောင်းပြောပြပါတယ်။သူ့ရဲ့အမေဆုံးပါသွားပြီးကလေးကအာဒီဂျာနေမကောင်းဖြစ်တိုင်းအမေရဲ့ဓာတ်ပုံကိုဖတ်ထားတဲ့ကြောင်းလည်းပြောပြပါတယ်။ဓာတ်ပုံကိုမြင်လိုက်ရတဲ့အခါအာရာတယာအံ့ဩသွားပါတယ်။ဒီမျိုးသမီးဟာသူမငယ်စဉ်ကသူမရဲ့အသက်ကိုကယ်တင်ပေးခဲ့တဲ့အမျိုးသမီးဖြစ်နေလို့ပါ။အာရာတယာဟာသူမငယ်စဉ်ကသူမရဲ့မိသားစုဟာအင်မတန်ဆင်းရဲခဲ့ကြောင်းသတိရသွားပါတယ်။သူမရဲ့အဖေဟာသူမကိုပတ်စံအတွက်ရောင်းစားဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဒီမျိုးသမီးဟာရွာမှာလူမှုဝန်ထမ်းအဖြစ်ရောက်ရှိလာပြီးအာရာတယာကိုကယ်တင်ပေးခဲ့ပါတယ်။သူမရဲ့ပညာရေးနဲ့ဘဝအတွက်လိုအပ်တဲ့ကုန်ကျစရိတ်တွေအကုန်လုံးကိုလည်းဒီမျိုးသမီးကပဲတာဝန်ယူပေးခဲ့ပါတယ်။ဒီနေ့အာရာတယာဖြစ်နေတဲ့အရာအလုံးဟာဒီမျိုးသမီးကြောင့်ပဲဖြစ်ပါတယ်။အာဒီဂျာရဲ့အခြေအနေကိုမြင်လိုက်ရတဲ့အခါအာရာတယာရဲ့စိတ်နှလုံးဟာနူးညံ့သွားပါတယ်။ဒါပေမဲ့အာဒီဂျာရဲ့ပြက်နေတဲ့လက်ချောင်းကိုမြင်လိုက်ရတဲ့အခါသူမထိတ်လန့်သွားပါတယ်။တထေးကြီးကိုမေးလိုက်တဲ့အခါမှာတော့အမှန်တရားကိုသိလိုက်ရပါတယ်။ဒီလက်ချောင်းကိုသူ့ရဲ့အဖေကိုယ်တိုင်ကချိုးပစ်ခဲ့တာဖြစ်ပါတယ်။အကြောင်းရင်းကတော့အမေမရှိတဲ့ကလေးဟာသူ့ကိုအရန်ဒုက္ခပေးတယ်လို့ထင်လို့ပါ။အာရာတယာကဒေါသတကြီးနဲ့ဒီလူဟာအဖေလို့ခေါ်ဖို့မထိုက်တန်ဘူးလို့ပြောလိုက်ပါတယ်။တထေးကြီးကတော့သူဟာသူ့ရဲ့သားကိုတခါမှမချစ်ခဲ့ကြောင်းနဲ့သူ့ကိုအသက်ရှင်ခွင့်ပေးထားတာဟာအကြီးမားဆုံးသောကျေးဇူးပဲဖြစ်ကြောင်းအေးဆက်ဆက်ပြန်ဖြေပါတယ်။အဲ့ဒီအခါမှာတော့အာရာတယာဟာဒီမောက်မှာလှတဲ့ကောင်လေးဟာအမှန်တကယ်တော့အတွင်းစိတ်မှာအထိနာနေတဲ့ကောင်လေးတစ်ယောက်မှန်နားလည်သွားပါတယ်။သူမစိတ်မကောင်းဖြစ်သွားပါတယ်။အာဒီဂျာကသူမရဲ့လက်ကိုစုပ်ကင်ထားပါတယ်။အဲ့ဒီအချိန်ကစပြီးသူဟာတထေးသားဆိုးဆိုးလေးမဟုတ်တော့ဘဲနာကျင်မှုတွေကြားမှာနှစ်သိမ့်မှုရှာနေတဲ့ကလေးတစ်ယောက်ဖြစ်သွားပါတယ်။အာရာတယာဟာ3ရက်နဲ့3ညလုံးမအိပ်ပဲသူ့ကိုပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။သူနေကောင်းသွားတဲ့အခါအာဒီဂျာရဲ့တငယ်ချင်းတွေကနောက်ထပ်အစီအစဉ်တစ်ခုကိုကြံစီကြပါတယ်။အာရာတယာကိုအရက်ထဲမှာဆေးခတ်ပြီးတတိလစ်သွားအောင်လုပ်ကသူမကိုနာမည်ဖြတ်ဖို့ဖြစ်ပါတယ်။ဒါပေမဲ့အာဒီဂျာကတော့ဒါကိုကြားလိုက်တာနဲ့ဒေါသတကြီးနဲ့အရက်ပလင်းကိုခွဲပစ်လိုက်ပါတယ်။သူဘာမှမပြောပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့အာရာတယာကိုလက်ခံထားပြီးသားဖြစ်ပါတယ်။အာရာတယာဟာနောက်တစ်ရက်ဟာအာဒီဂျာရဲ့မွေးနေ့ဖြစ်ကြောင်းသတိရသွားပါတယ်။အစီခံကအမေဆုံးပါသွားပြီးကလေးကအာဒီဂျာဟာမွေးနေ့ကိုတခါမှမကျင်းပခဲ့ကြောင်းပြောပြပါတယ်။အာရာတယာဟာသူ့အတွက်မွေးနေ့ကျင်းပပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့နောက်တစ်ရက်မှာတော့သူ့အတွက်ပျော်စရာတွေအစားဘဝမှာအရှက်ရစရာအကောင်းဆုံးအဖြစ်အပျက်နဲ့ကြုံတွေ့ခဲ့ရပါတယ်။အာဒီဂျာကိုအတင်းအဓမ္မဒူးထောက်ခိုင်းထားပါတယ်။သူ့ရဲ့ရှိမှာတော့သူ့ဖေရဲ့အခြားသောသားတွေရက်နေပါတယ်။သူတို့ဟာသူ့မေရဲ့ဓာတ်ပုံကိုလွှင့်ပစ်လိုက်ပြီးအမိုက်ပုံးတွေကပုတ်နေတဲ့တစ်တီးတွေကိုသူ့ရဲ့ပါးစပ်ထဲကိုအတင်းအဓမ္မထည့်လိုက်ပါတယ်။